အားလုံးပဲမင်္ဂလာပါဗျာ Red Corner မြန်မာဆိုတဲ့ YouTube channel လေးကြိုဆိုပါရစေဒီ Red Corner မြန်မာဆိုတဲ့ YouTube channel ကတော့ဒါကျွန်တော်တို့ဘောလုံးကိုချစ်မြတ်လို့တဲ့ပရိသတ်တွေဘောလုံးအားကစားကိုဝါသနာပါတဲ့ပရိသတ်တွေအတွက်ဒါကျွန်တော်တည်ထောင်ထားတဲ့ channel လေးဖြစ်ပါတယ်ဒီ YouTube channel လေးမှာအဓိကအပြင်ကျွန်တော်ကမ္ဘာဘောလုံးအသင်းအနေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီးလို့ရှိရင်ကျွန်တော်တို့အားလုံးရဲ့ favorite ဖြစ်တဲ့ English Premier League ကလပ်အသင်းတွေနဲ့ပတ်သက်တဲ့ဘောလုံးအကြောင်းအရာတွေဒါဥရောပကလပ်အသင်းတွေနဲ့ပတ်သက်တဲ့ဘောလုံးအကြောင်းအရာတွေကိုအလင်းအသင်းဆိုကျွန်တော်ရဲ့အတွေ့ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့သုံးသက်ချက်ကျွန်တော်ရဲ့ရှုထောင့်ကနေပြီးတော့ကျွန်တော်ပြည်သက်တွေနဲ့ပြန်ပြီးတော့ကျွန်တော်စကားစပြီးပြောပြီးတော့ဆွေးနွေးသွားမယ့် channel လေးပဲဖြစ်ပါတယ်တခုပြောချင်တာကတော့ကျွန်တော် Liverpool ချစ်တဲ့ပြည်သက် Liverpool အားပေးတဲ့ပြည်သက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဒီ Red Corner မြန်မာဆိုတဲ့ YouTube channel လေးမှာတော့ Liverpool နဲ့ပတ်သက်တဲ့အကြောင်းအရာဒီကတော့ပိုပြီးနေရာယူနေလိမ့်မယ်ဆိုတာတော့ဒါကျွန်တော်ကြိုတင်ပြီးတော့အသိပေးချင်ပါတယ်ဗျာအဲ့တော့ကျွန်တော်ရဲ့ဒီ channel လေးကိုဒါအသစ်ပရိသတ်နဲ့မိတ်ဆက်တဲ့အတွက်ကြောင့်ဒါပရိသတ်တွေအနေနဲ့လည်းဘောလုံးကိုချစ်တဲ့ပရိသတ်တွေရောLiverpool fan တွေရောဘောလုံးအားကစားကိုမြင်လို့ကြတဲ့ပရိသတ်တွေရောဘောလုံးသတင်းတွေဘောလုံးအကြောင်းအရာတွေကိုကျွန်တော်နဲ့ဆွေးနွေးသုံးသပ်မှုတွေကိုပြုလုပ်ချင်ကြတဲ့ပရိသတ်တွေရောအတွက်ကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျအဲ့တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြဖို့လည်းကျွန်တော်တောင်းဆိုပါရစေဗျအဲ့တော့ကျွန်တော်တို့ဒီ channel လေးရဲ့အဖွင့် video content လေးအနေနဲ့ကျွန်တော်ဘာအကြောင်းအရာကိုပြောမယ်လို့ကျွန်တော်စဉ်းစားလိုက်တဲ့အချိန်မှာကျွန်တော် Liverpool အကြောင်းအရာပဲခေါင်းနဲ့ရောက်လာပါတယ် Liverpool ဆိုရတဲ့ပေါ့လေကျွန်တော်တို့အဓိကအားပေးကြတဲ့ဥရောပကလပ်အသင်းတွေထဲမှာအဓိကအားပေးကြတဲ့ league ကတော့ကျွန်တော် English Premier League ပေါ့လေကျွန်တော်မြန်မာနိုင်ငံအနေအထားနဲ့လည်း English Premier League ကလပ်တွေရဲ့ fan တွေကပိုပြီးများကြတာအဲ့တော့အကြောင်းကိုကျွန်တော်ဒီ video လေးအစမှာပြောပြချင်ပါတယ်အဲ့တော့ကျွန်တော်တို့2024-25ဘောလုံးရစီကတော့ကျွန်တော်တို့ Liverpool တင်က EPL English Premier League title ကြီးကိုကျွန်တော်တို့ရခဲ့ပြီးပါပြီအဲ့တော့အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ Liverpool တင်ကရာသီပြီးသွားတာနဲ့ပဲဒါနောက်ရာသီအသစ်အတွက်လူဝယ်မှုလူဖြစ်တင်မှုစာချုပ်တန်းတိုးမှုလူရောင်းချမှုတွေကိုကျွန်တော်တို့အားလုံးတကယ်ကိုခက်တွတ်လေးလှုပ်ရှားနေကြတာအားလုံးမြင်ကြပါတယ်တချို့အသင်းတွေတော့ဒါ Liverpool အသင်းရဲ့လှုပ်ရှားမှုတွေကိုတကယ်ကိုအားကြရတဲ့အနေအထားတစ်ခုကိုကျွန်တော်တွေ့နေရပါတယ်အဲ့တော့အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့တကယ်ဒါ winger ပေါ့နော်ဒါ right winger Alexander Arnold ကတော့ Real Madrid အသင်းကိုပြောင်းသွားပြီတကယ်အခု Club World Cup မှာလည်း Real အသင်းကိုစားပြုပြီးသူဝင်ကန်နေပြီပေါ့လေအဲ့တော့ Arnold တယောက်ကတော့ဒါတကယ်တည်တည်ကြကြအသင်းပြောင်းသွားခဲ့ပြီပေါ့ကျန်တဲ့သတင်းတွေထွက်နေတဲ့ player တွေရောရှိသေးတာပေါ့လေအသင်းပြောင်းရွှေ့ဖို့အတွက်အားလုံး Gakpo တို့เนาะ Gakpo ရှိမယ်ကျွန်တော်တို့Luis Diaz ရှိမယ်เนาะဒါပြီးတော့ Elliot ရှိမယ်ဒီလိုမျိုးပေါ့เนาะဒါကိုပြောင်းအသင်းပြောင်းဖို့ကိုဒါအတန်ထွက်နေတဲ့ကစားသမားတွေပေါ့ဗျာ။ Kelly ဟာလည်းထွက်သွားပါပြီကျွန်တော် goalkeeper second goalkeeper Kelly ဟာလည်းကျွန်တော်တို့ Liverpool အသင်းကနေပြောင်းသွားပါပြီ။အဲ့တော့ပြန်ပြီးတော့ဖြည့်တင်းဖို့ကတော့အားလုံးသိကြတဲ့အတိုင်းပဲအားလုံးလည်းအားကြကြပါတယ်။ကျွန်တော်လည်းတော်တော်လေးအားရပါတယ်။ကိုယ်အသင်းအဲ့လိုလူတွေဖြည့်တင်းမှုတွေကိုအားရပါတယ်။အဲ့တော့အားလုံးထွက်သွားတဲ့ဒါ right wing အတွက်က print bound ကိုကျွန်တော်တို့ဖြည့်ထားပါတယ်။ဒါ Bayer Leverkusen ကတကယ်ကိုထွန်းတောက်တဲ့နေတဲ့ကစားသမားပေါ့လေနောက်တစ်ယောက်ကတော့ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပဲ Florian Wirtz သူ့ကိုလည်းကျွန်တော်တို့ကဟိုပေါ့ပြောင်းရွှေ့မှုကိစ္စအားလုံးပြီးပြတ်သွားပါပြီဒါစစ်ဖို့ကြံတော့တာပေါ့လေနောက်တစ်ယောက်ကတော့ကျွန်တော်တို့ဒါ left winger နေရာက Robertson နေရာမှာအစားထိုးသုံးဆွဲဖို့ကတော့ကျွန်တော် Garkit ကိုကျွန်တော်တို့ဘုံမောက်အသင်းက Garkit ကိုကျွန်တော်တို့ဒါဖြည့်တင်းထားပါတယ်အဲ့တော့ကျွန်တော်တို့အသင်းအတွက်အားလုံးပြည့်စုံပြီလားဆိုတော့လိုအပ်ချက်နည်းနည်းတော့ရှိသေးတာပေါ့လေအဓိကတော့ကျွန်တော်တို့ Darwin Núñez တို့ပါတော့တကယ်လို့ transfer period မှာအသင်းပြောင်းသွားခဲ့မယ်ဆိုရင်ကျွန်တော်တို့အတွက်ကတော့ဒါအထောင်ထဲစင်မှုတယောက်ကောင်းတော့ကျွန်တော်တို့လိုချင်သေးတာပေါ့လေတယောက်တော့လိုချင်တယ်အဲ့တော့ကျွန်တော်တို့နောက်ပြီးတော့ဖြစ်နိုင်ခဲ့ရင်ပေါ့ပတ်စံတက်ပြီးရှိနိုင်သုံးနိုင်ခဲ့ဦးမယ်ဆိုရင်တော့ကျွန်တော်တို့ဒါဒီ central defender တယောက်ပေါ့เนาะဒါ Van Dijk တို့ Konate တို့နေရာမှာ failing လို့ရမယ် backup လုပ်ရမယ် central CB တယောက်တော့ကျွန်တော်တို့ကလိုချင်တယ်ပေါ့လေအဲ့တော့ဟိုအထောင်တက်စစ်မှုကတော့ကျွန်တော်အခုသတင်းကြားနေပါတယ်ကျွန်တော်တို့ဒါFlorian Wirtz ကိုပေါင်တန်းကိုယာနဲ့ချီပြီးပေးထားပြီးတော့ဝယ်ပြီးရဲ့အပြင်ဒါတော့သူတို့ target နဲ့သတင်းထွက်နေတဲ့လူကတော့ဒါ Isak ပေါ့လေ Isak ဆိုတော့ကျွန်တော်ငကိုရဲကြိုက်တဲ့ကစားသမားပါ finishing ပိုင်းအရင်တည်တဲ့ကစားသမားပါ Isak ကဒါကျွန်တော်တို့
Newcastle player ပေါ့လေNewcastle player ကတော့ဒါတန်150နဲ့200ကြားမှာဈေးရှိလိမ့်မယ်လို့တော့အားလုံးကသုံးသပ်နေကြတယ်ပေါ့လေဒါပေမဲ့လည်းလီဗာပူးကခေါ်မယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်ကြားနေရပါတယ်ဒါပေမဲ့တော့ဒါကတော့အတီးတော့မဖြစ်သေးပါဘူးပေါ့နော်အဲ့တော့ဘာပြောအခုလက်ရှိအနေအထားအထိပြင်ဆင်နေတဲ့ပုံစံအရတော့ကျွန်တော်တို့ကဝမ်းသာရပါတယ်ကျွန်တော်လီဗာပူးအသင်းအတွက်ဒီလောက်ထိပြင်ဆင်မှုအားကောင်းနေတာကိုတော့ကျွန်တော်တို့နောက်ရာသီသစ်အတွက်ဒါလက်ရှိချန်ပီယံတက်တဲ့ကိုထိန်းဖို့အတွက်ကျွန်တော်တို့ကယုံကြည်မှုတွေပို့ပြီးတိုးစေရပေါ့လေအဲ့တော့ကျွန်တော်နောက်ရာသီသစ်ကိုကျွန်တော်စကြပြီပေါ့2025-26ရာသီသစ်မှာကျတော့ကျွန်တော်တို့ပထမဆုံးကံမဲ့ပွဲရတော့ဒါ charity shield လို့ခေါ်တယ်ဗျ charity shield ဆိုတဲ့ဒါရာသီအဖွင့်ဖလားပေါ့လေအဲ့ဒီကတော့ကျွန်တော်တို့ဒါEnglish Premier League Champion နဲ့ဒါ FA Cup Champion နှစ်သင်းဒါရမုံငွေပွဲကန်ကြတဲ့ပွဲပေါ့လေ charity shield ကအဲ့တော့အဲ့ဒီဥစ္စာတော့ကျွန်တော်တို့က Crystal Palace ပေါ့နော်ကျွန်တော်တို့က EPL Champion ကိုဘက်က FA Cup Champion Crystal Palace ပေါ့ Crystal Palace နဲ့ကျွန်တော်တို့ကကန်ကြရမှာအဲ့တော့ Crystal Palace နဲ့ကျွန်တော်တို့ကဘယ်တော့ကန်ကြရမှာလဲဆိုတော့9ရက်8လပိုင်းဗျ9ရက်8လပိုင်းမှာကျွန်တော်တို့ကစကန်ရမှာဆိုတော့ဘာပဲပြောကျွန်တော်1လလောက်ပဲလိုတော့တယ်အဲ့တော့ဒီကြားထဲမှာဘာရှိအောင်မလဲဆိုတော့ကျွန်တော်တို့9လပိုင်းထဲမှာကိုကျွန်တော်တို့ကဒါပေါ့ချစ်ကြည်ပွဲပေါ့နော် friendly club ပေါ့နော်ချစ်ကြည်ပွဲတွေကျွန်တော်တို့ရှိတယ်အဲ့တော့ဘာတွေလဲဆိုတော့ကျွန်တော်တို့က73ရက်နေ့မှာ9လပိုင်း73ရက်နေ့မှာ Bristol နဲ့ကျွန်တော်တို့ကန်ရမယ်နော်ကန်လို့ချစ်ကြည်ပွဲပါ26ရက်9လပိုင်းမှာကျွန်တော်တို့က AC Milan နဲ့ကန်မယ် Liverpool က AC Milan နဲ့ကန်မယ်အဲ့ဒါတော့ကျွန်တော်သိထားတော့ဒါတော့ဒီ London မှာကန်မှာမဟုတ်ဘူးခင်ဗျဟိုဟာမှာ Hong Kong မှာကန်မယ်လို့ဒါကျွန်တော်သိထားတယ်ပေါ့လေနောက်30ရက်9လပိုင်းမှာ Yokohama နဲ့ Yokohama Club အသင်းနဲ့ခြေစမ်းပွဲရှိတယ်အဲ့ဒါတော့ဂျပန်မှာဖြစ်မယ်နောက်ပြီး4ရက်8လပိုင်းမှာက Bilbao နဲ့စပိန် club တင် Bilbao နဲ့ခြေစမ်းမယ်9ရက်8လမှာကကျွန်တော်တို့ Bilbao နဲ့နှစ်ကြော့နဲ့တူတယ်ဗျနှစ်ကြော့သူတို့ကန်မဲ့သဘောရှိတယ်4ရက်သို့မဟုတ်9ရက်1ရက်ကိုသူတို့ကန်မယ်ပြီးရတယ်ကျွန်တော်9ရက်နေ့မှာဒါ Charity Shield နဲ့ကျွန်တော်တို့ရဲ့ဒါရာသီအသစ်ကိုစဖွင့်ပေါ့လေ Crystal Palace နဲ့ကန်မယ်ပေါ့အဲ့တော့ကျွန်တော် Premier League ရာသီအသစ်ရဲ့ပထမဆုံးပွဲကတော့16ရက်နေ့8လပိုင်းမှာကျွန်တော်စကန်ရမယ်ပထမဆုံးကန်ရမှာဘုံမောက်ဖြစ်တယ်အဲ့တော့ဒီပွဲလေးကကျွန်တော်ရင်ခုန်ရတယ်ဆိုတာကျွန်တော်တို့ဘုံမောက်ရဲ့ left wing ကကစ်ကိုကျွန်တော်တို့ကပူပူနွေးနွေးခေါ်ထားတဲ့အသင်းဖြစ်တယ်လီဗာပူးကအဲ့တော့ကစ်အနေနဲ့လည်းဒါသူ့ရဲ့ပထမဦးဆုံးPremier League ရာသီအသစ်ရဲ့အဖွင့်ပွဲရဒါအသင်းဟောင်းနဲ့ပြန်တွေ့ရတဲ့ပွဲဆိုတော့ဒါလေးကထူးခြားမှုတစ်ခုပေါ့လေဒုတိယပွဲကတော့23ရက်နေ့8လမှာကျွန်တော်တို့ Newcastle နဲ့တွေ့မယ်တကယ်လို့ဒါအဲ့မှာလည်း Isaac ဒါကျွန်တော်တို့တကယ်လို့ခေါ်ယူပြစ်သွားလို့ရှိရင်တော့ဒါ Isaac ရဲ့ပထမဆုံးဘယ်လိုခေါ်မလဲဒုတိယအဖွင့်ပွဲပေါ့နော်ဒုတိယအဖွင့်ပွဲကဒါသူ့ရဲ့အသင်းဟောင်းနဲ့ပြန်တွေ့မယ်သဘောရှိတယ်ပေါ့လေဒါ Isaac ကိုခေါ်ပစ်ခဲ့ရင်ပေါ့လေနောက်30ရက်နေ့8လပိုင်းကတော့ Arsenal နဲ့တွေ့မယ်အဲ့တော့အသင်းကြီးတွေနဲ့တွေ့တဲ့ဥစ္စာစောတယ်ပေါ့လေ Arsenal နဲ့ကျွန်တော်တို့ Liverpool နဲ့တွေ့မယ်ပြီးတော့73ရက်9လမှာကျွန်တော်တို့က Burnley နဲ့တွေ့အဲ့တော့ကျွန်တော်တို့ကအဲ့ဒီပထမဆုံးတွေ့မဲ့၄ပွဲမှာကကျွန်တော်တို့က2ပွဲအိမ်ခွင်2ပွဲအဝေးခွင်ပေါ့ဒါပေမဲ့2ပွဲအိမ်ခွင်ကဘုံမောင်းနဲ့ Arsenal နဲ့ပေါ့အဝေးခွင်ကတော့ Newcastle နဲ့ Burnley နဲ့ပေါ့အဲ့အားလေးတွေကျွန်တော်တို့ကတွေ့ကြမယ်ပေါ့အဲ့တော့ရာသီသစ်အတွက်ကတော့အဖွင့်ပွဲလေးကတော့မဖြစ်မနေကြုံကြရမှာတော့ဒါကာကစ်နဲ့အသင်းဟောင်းနဲ့ဒီအသင်းသစ်နဲ့ကြားထဲမှာကာကစ်ကန်ရမှာပေါ့လေဒီပွဲလေးကပူပူနွေးနွေးလေးကြုံအောင်ပွဲလေးပေါ့အဲ့တော့ကျွန်တော်တို့ Liverpool ပြည်သက်တွေရောဒါ English Premier League ပြည်သက်တွေရောပေါ့နော်ကျွန်တော်တို့ဆွေးနွေးနေတာကကျွန်တော်တို့ဒီနှစ် Premier League အတွက်အပြိုင်ဆိုင်ပေါ့လူဖြစ်တင်းမှုတွေလူဝယ်မှုတွေလူရောင်းချမှုတွေလုပ်နေတဲ့အသင်းတွေထဲမှာဘယ်အသင်းကိုအားရဆုံးဖြစ်မယ်ထင်ပါလဲခင်ဗျဘယ်အသင်းကိုအားမရဆုံးဖြစ်မယ်ထင်ပါလဲကိုကြိုက်တဲ့အသင်းတွေရောဟိုက Manchester United Manchester City Chelsea Arsenal Tottenham Hotspur Newcastle အစရှိသဖြင့်ပေါ့ဗျာကိုအသင်းတွေထဲမှာဘယ်အသင်းကဒါလူဝယ်မှုလူရောင်းချမှုနဲ့ဒါဒီ next season အတွက် plan လုပ်နေတာအကောင်းဆုံးလို့ထင်ပါလေအားအရဆုံးလို့ထင်ပါလေကိုအားပေးတဲ့အသင်းကိုရောဘယ်ဘာတွေလိုအပ်နေတယ်ဘာတွေဖြည့်ဆည်းရမယ်ဘာတွေလောက်ကန်ရမယ်ဆိုတော့အကြံပေးခြင်းလည်းဗျအောက်က comment မှာပြောရေးသားနိုင်ပါတယ် Red Corner မြန်မာမှာကြိုဆိုပါရစေဗျအားလုံးကျေးဇူးများတင်ပါတယ်ပြန်ဆုံပါမယ်ဗျ